ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသအတွင်းမှာရှိတဲ့အလတ်စားအသေးစားလုပ်ငန်းတွေရဲ့လိုအပ်ချက်နဲ့အခက်အခဲတွေကိုသက်ဆိုင်ရာဌာနတွေအလိုက်ဝိုင်းဝန်းအဖြေရှာသွားရမှာဖြစ်တဲ့အကြောင်းရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်내ဝန်ကြီးချုပ်စိုင်းထိန်စိုးကပြောဆိုသွားခဲ့ပါတယ်။ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေရဲ့တွေ့ဆုံပွဲကိုဒီကနေ့ဇူလိုင်လ18ရက်မနက်ပိုင်းကတောင်ကြီးမြို့တော်ခမ်းမမှာကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံပွဲမှာပြည်내ဝန်ကြီးချုပ်ကအခုလိုအမှားစကားပြောကြားခဲ့တာဖြစ်ပါတယ်။တက်ရောက်လာတဲ့အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေကိုစားလုပ်ငန်းရှင်9ဦးကလုပ်ငန်းလိုအပ်ချက်နဲ့အခက်အခဲတွေကိုရှင်းလင်းတင်ပြခဲ့ကြပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့တာဝန်ရှိသူတွေကပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒီတွေ့ဆုံပွဲကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်내ဝန်ကြီးချုပ်နဲ့ပြည်내အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ MSME Agency အဖွဲ့ဝင်ပြည်내အဆင့်ဌာနဆိုင်ရာတွေစက်မှုဆောင်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တွေနဲ့အသင်းအဖွဲ့တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေရဲ့လိုအပ်ချက်နဲ့အခက်အခဲတွေကိုဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် One Stop Service Center ကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများရုံးဟောင်းမှာမကြာမီဖွင့်လှစ်သွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။